ဘာဖြစ်ဖြစ်ခွေဘဝတမိုးရှိတယ်နေတဲ့လောက်တော့လောကကြီးတယ်နေဖို့တဲ့နေသေပြလိုက်မယ်ဘာတူသေးလဲလုံးမမတွေ့နဲ့မစင်စားနဲ့တငယ်ချင်းမသိတယ်လူတိုင်းတနေ့တော့လမ်းခွဲရမယ်မထူးဆန်းနဲ့တကယ်တမ်းတွေ့ရင်ဘဝကုန်မြတ်ကြီးပဲတစ်စက္ကန့်မှမရှုံးဘူးနေပြောပါတယ်ရှိတယ်ချိန်ချတော့လေကဘာကြီးကတော့မပြောင်းလဲဘူးခွေရင်တိုင်းပဲလူသစ်များနဲ့အရှိလဲပါလိမ့်မယ်မျောလင်းချက်တွေlet me Thank you.